咱こんにちはဒီနေ့မှာတော့私နဲ့တို့တို့ R5 မှာပါတဲ့ဂျောရှိလို့ခေါ်တဲ့ပါတီကလေးတွေနဲ့အကြောင်းပတ်သက်ပြီးတော့ဆွေးနွေးကြရအောင်ပေါ့နော်ဒီဟာကတော့ R5 အတမ R5 တန်းကသူတွေအတွက်ပေါ့နော်ပညာဒါနအနေနဲ့私ပြောပြပေးရပဲဖြစ်ပါတယ်ပါတီကလို့ပြောလိုက်တာနဲ့ကျောင်းမှုတောင်တော့အများဆုံးမှားတာဘာလဲဆိုတော့ဝနဲ့ကဟုတ်တယ်နော်ဝနဲ့ကဘယ်နေရာမှာသုံးရမလဲဆိုတော့ဟိုတောင်းတော့အများစုလွဲတတ်ပါတယ်ဘာတစ်ခုရှိသေးတယ်နီးနေတဲ့သူတို့နှစ်ခုကိုလည်းပဲဘယ်နေရာမှာသုံးရမလဲဆိုပြီးတော့ကျောင်းတော်သားတွေမှားတက်ကြတယ်ပေါ့နော်အဲ့ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့私ကပြောပြပေးတော့ချင်ပါတယ်ပထမဦးဆုံးကတော့ဝရဲ့အဓိပ္ပာယ်ကတီကမှာအကုန်လုံးကိုပြပြပေးတော့ပါမယ်ဝရဲ့အဓိပ္ပာယ်ကတီကမှာရှင်းပြတဲ့နေရာမှာသုံးတယ်တဲ့နော်ဆိုတာကဤရဲ့ဟာပိုင်ဆိုင်မှုပတ်သက်မှုကိုပြောတဲ့နေရာမှာသုံးပါတယ်မိုးဆိုတဲ့အဓိပ္ပာယ်ကလဲပဲမှတူညီတဲ့အကြောင်းအရာတွေမေခွန်းစလုံးတွေနဲ့တွဲပြီးတော့သုံးတယ်ဂရဲ့အဓိပ္ပာယ်ကကိုနောင်းကိုအထူးပြုပါတယ်တဲ့အဲ့ဒါကကြတော့ဟိုဆိုတာကကိုကိစ္စတစ်ခုခုလုပ်တယ်ဆိုတဲ့နေရာမှာသုံးတယ်ဒဲဆိုတာကမှားဖြစ်နေရာလှုပ်ရှားမှုပါပါတယ်ဒဲရနိစေအဓိပ္ပာယ်ကမှားနေရာပဲလှုပ်ရှားမှုမပါဘူးတိကျတဲ့အချိန်တွေမှာတော့တွဲပြီးတော့သုံးတယ်ဟုတ်ပြီနော်အဲရဲ့အဓိပ္ပာယ်ကသူ့ဟုတ်ပြီနော်သူ့ရဲ့အဓိပ္ပာယ်ကနှစ်ရရဲ့အဓိပ္ပာယ်ကနှစ်သူ့နဲ့ရနေရသူ့ရဲ့အဓိပ္ပာယ်ကတစ်ခုထပ်ပိုတဲ့နောင်နေနဲ့ဆက်တာရရဲ့အဓိပ္ပာယ်ကတစ်ခုထပ်ပိုတဲ့နောင်နေနဲ့ဆက်တယ်ဒါပေမဲ့တိတ်ပြီးတော့မတိကြပါဘူးတဲ့ခါရရဲ့အဓိပ္ပာယ်ကမှစားတဲ့အချိန်ကနေပြောတယ်ပြီးတော့နောက်တစ်မျိုးကကြတော့ဒေါကြောက်အဲ့ဒါကမတဲ့ရဲ့အဓိပ္ပာယ်ကအထိဆုံးတဲ့အချိန်ပေါ့နော်အဲ့ဒါကကြတော့အဲ့ဒီမတွေကိုမှပေးမဲ့ဆိုတဲ့အဓိပ္ပာယ်လဲသုံးပါတယ်ဝါကြအလျာဆက်ပါတယ်တဲ့တုကရဲ့အဓိပ္ပာယ်ကတုကဆိုတာကဒို့ပေါ့နော်တုကရဲ့အဓိပ္ပာယ်ဘာလဲတုအဲ့ဆိုရင်ပါတီကလေးတွေကဘာလေးတွေလဲဆိုတော့ဝါရှိမယ်နော်ရှိမယ်မိုးရှိမယ်ဂါရှိမယ်ဝိုးရှိမယ်ဒဲရှိမယ်နီးရှိမယ်အဲရှိမယ်တုရှိမယ်ရရှိမယ်ခါရမတယ်တုကဆိုပြီးဒီပါတီကလေးတွေရှိပါတယ်ပေါ့နော်